TLPH ရဲ့ Golden Road လမ်းကြောင်းကတော့ပြီးဆုံးလို့သွားခဲ့ပြီး OHAT Fighter ဂိုးလိမ်းမရတဲ့ပြဿနာကတော့အဆိုးဆုံးပဲဘဝမှာတခါမှဒီ Golden Road လမ်းကြောင်းကိုဖြတ်မဲ့အတင်းက AE ဆိုပြီးတော့ကိုတခါမှကိုမတွေးဘူးတာစားတော့စားရဗျဘာပဲဖြစ်ဖြစ် AE ရဲ့ coach Ziva ကိုယ်တိုင်ကလည်းဒီပွဲကိုတော်တော်လေးကိုမှအင်စာလောက်လာတာတွေ့ရတယ်ဆိုတော့က AE အနေနဲ့ဘယ်လောက်ထိအင်စာကြီးလောက်လာလဲ TLPH ကရောဒီပွဲစဉ်မှာဘာတွေအများကြီးမှားခဲ့လဲဆိုတာသုံးသပ်ချက်ဗီဒီယိုလေးလုပ်လိုက်ရအောင် Let's go guys အရင်ဆုံးအနေနဲ့ဒီ Best of Fight series လေးမစတင်ခင်မှာဒီ TLPH ဘက်ကကာတီးစီအနေနဲ့ fighter jungle တွေတန့် jungle တွေတောက်လျှောက်ဆော့သွားတယ်ပေါ့နော်ဥပမာဆိုရင် Fadrin ဘာစီယာမရလို့ရှိရင် Leo Mod လိုကောင်မျိုးတွေဆော့တယ်မရလို့ရှိရင်အကိုင်းလိုကောင်မျိုးတွေဆင်းဆော့တယ်ပေါ့နော်အဲ့လောက်ထိပါဖြစ်ခဲ့တာဘာဖြစ်လို့လဲဆိုတော့ AE ရဲ့ aggressive gameplay ကြောင့်မလို့ကျွန်တော်ရဲ့အရင် live stream တွေမှာတွေကပြောရပေါ့နော် AE ဆိုတဲ့အတင်းကအဲ့လိုမျိုး fighter jungle တွေ fighter goal lane တွေနဲ့အားလီမှာ aggressive အသေးဆော့တယ်အသေးလိုက်ချပြီးတော့ဒီပွဲတစ်ပွဲလုံးကိုတောက်လျှောက်အားလီပိုင်းမှာ dominate လုပ်ပြီးတော့ဆော့တဲ့အတင်းတွေမှာပါတယ်အဲ့အတွက်ကြောင့်မလို့ကာတီးစီဒီပေါ့နော် assassin သွားဆော့မယ်ဆိုမြစ်ကတော်တော်ကြီးကိုဒီ jungle တွေဒိုက်ခံရမယ်အသေးလောက်ခံရမှာပေါ့နော်အဲ့လိုမှအလုံးမခံကျင်တော့ရှင်းရှင်းလေး fighter goal lane ပဲဆော့မှရမယ်ဒါပေမဲ့ပြဿနာကဘာဖြစ်နေလဲဆိုတော့သူတို့ရဲ့ fighter goal lane ဖြစ်တဲ့ OHAT ကလည်းရင်ရက်တွေက Prada တို့တွေ့တဲ့အတိုင်းပဲဗျာနိုင်လာတာ on-in နဲ့ပွဲတော့ဆိုလဲအမားတွေတော်တော်လေးကိုများခဲ့တယ်ပေါ့နော်အဲ့အတွက် OHAT ရဲ့ fighter goal lane ကတော်တော်လေးကိုမှလိုအပ်ချက်တွေရှိနေခဲ့တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ဟိုလုံးဝဗျာ fighter goal lane ကိုနောက်ဆုံးတစ်ပွဲပဲတုံးသွားတယ်တောက်လျှောက်ကို Massman နဲ့ပဲ TLPH အနေနဲ့ပြင်ဆင်လာပုံရတယ်အဲ့ဒီလိုအချိန်မှာ OHAT ရဲ့ဒီ fighter မရတဲ့ပြဿနာအပေါ်အခြေခံပြီးတော့ advantage ယူသွားတဲ့ AE ရဲ့ coach Ziva ကိုလည်းကျွန်တော်တို့ချီးကျူးရမယ်ဒီ Ziva ရဲ့ draft တွေကလည်းပွဲတစ်ပွဲနဲ့တစ်ပွဲလုံးဝမတူဘူးဗျာတော်တော်လေးကိုမှစိတ်ဝင်စားဖို့ကောင်းခဲ့တာတော့အမှန်ပဲဗျအဲ့ဒီအတွက်စိတ်ဝင်စားရဆိုရင်တော့အခုဗီဒီယိုကို Best of Fight series အပြည့်အထိကြည့်ဖို့အတွက်ပြောချင်ပါတယ်ဆိုတော့ let's go guys ပထမဆုံးအနေနဲ့ game 1မှာအရင်ရက်တွေတဲက OHAT ရဲ့ပေါ့နော် Freya ကိုလုံးဝမကြောက်တဲ့ဒီ cloud ကိုဒဲယူတယ် AE ဘက်ကိုကြတော့ဒီ Freya ကိုထိုးပေးတယ်ဆိုတော့ AE ကလည်း RV ကမနေ့ရက်တွေကနင်းငန်ဒီ Freya နဲ့ဆွတ်ရိုက်ထားတဲ့ player ဆိုတော့ယူတာပေါ့အဲ့လိုအချိန်မှာကာတီးစီကကြတော့ထုံးစံတိုင်းပဲအဖြည့်လေးပဲဘာစီယာထွက်လာတယ်ဒီပွဲမှာနှစ်သင်းလုံးရဲ့ coach တွေကတော်တော်လေး second phase မှာဆိုအကွက်ပြရပြ AE ဆိုလို့ရှိရင်နောက်ဆုံး join နဲ့ Kagura လိုကောင်မျိုးထွက်လာတယ်ပွင့်လင်းပြောဒီ Kagura ကကျွန်တော်အမြဲတမ်းပြောတယ်ပွဲကြီးတွေမှာကျွန်တော် Kagura ကိုမကြိုက်ဘူးဒါပေမဲ့ AE တကယ်တမ်း in game ရောက်တော့ ဆော့လိုက်တဲ့အခါကျတော့ကျွန်တော် Kagura ကိုတော်တော်လေးကိုမှတဘောကြတယ်ဘာကြောင့်ကြသွားလဲဆိုရင်ကျွန်တော် in game ရောက်မှပဲဆက်ပြီးတော့ရှင်းပြမယ်အဲ့ဒါလေးတစ်ချက်မှတ်ထားပေးတစ်ဖက်က TLPH ဘက်ကကြတော့လုံးဝကိုမှ surprise ပဲဆန်ဖို့ဒီခါလီထိုးပေးပြီးတော့ JB က Tiger ရဲ့ပစ်သွားတာ in game ရောက်တော့ဒီခါလီက assassin ambulance ကိုနဲ့ကိုမှလုံးဝ full damage သွားမယ်ပုံစံမျိုးတစ်ဖက်ကဒီ Tiger ရဲ့ကြတော့ထုံးစံတိုင်းလေးပဲဒီ join ကိုလည်းကောင်းတာတယ်ပြီးလို့ရှိရင်ကာလီယာလိုကောင်မျိုးကိုလည်းမင်းခုံလိုက်တာနဲ့တခါတည်းဆွဲဆူတဲ့အကွက်တွေပါရှိတယ်ပေါ့လေကျွန်တော်အနေနဲ့ဒီပွဲမှာသုံးသက်ပြခြင်းနဲ့အချက်၃ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပထမအချက်အနေနဲ့ AE ရဲ့ Kagura bit Kagura ကကျွန်တော်အသင်းကြီးတွေထိုးသူတို့ရှင်ကြတဲ့ပွဲဆိုကျွန်တော်လုံးဝမကြိုက်ဘူးဗျာမကြိုက်တဲ့ hero တွေမှာပါတယ်ဘာလို့လဲဆိုတော့ damage လောက်ပါမလားသိရမလားဒီ Kagura ကြီးက mechanic လည်းအရန်လိုတယ်စသဖြင့်ပေါ့လေဒီအကြောင်းအရာတွေနဲ့ကျွန်တော်ကြိုက်လို့မရှိဘူးဒါပေမဲ့ AE သုံးသွားတာပုံစံကအရန်ရိုးရှင်းနေဗျာသူတို့ရဲ့ coach ကရှင်းရှင်းလေးမင်း Hijumi ဒီ Fasa ကိုပဲမင်းရအောင်အိမ်ပေးဒီ Fasa ကောင်းကောင်း air strike ကျဲခွင့်မရဘူး position တည်ခွင့်မရရင်မင်းတာဝန်ကြေပြီဆိုတော့ပုံစံမျိုးနဲ့ပဲသုံးသွားတာတကယ်လဲဟုတ်တယ်ဗျ in game မှာ Hijumi က Fasa ကြီးပဲလိုက်အိမ်တာအိမ်ပြီးတော့ဘာလုပ်လဲသူကြံတဲ့ကောင်တွေကိုကြတော့ Yazuki ရဲ့ join magic damage တွေပြီးလို့ရှိရင်ဒီ Freya ဒီ RV ရိုက်တာတွေပေါ့နော် physical damage ဒီကြံတာက damage ကသူ့အနေနဲ့သူဗျာကြံတဲ့ကောင်တွေကမျှပေးသွားတာပဲဒီ Kagura ရဲ့အလုပ်ကတခုပဲဒီဖာစားကြီးရဲ့အလုပ်ပဲဒါမျိုးဗျာဒီကာကူရာလိုကောင်မျိုးတို့ကက်ဒီတာတို့လိုကောင်မျိုးတို့အိမ်မင်တာဂတ်ကိုတစ်ခုဆိုတစ်ခုပဲပေးပြီးတော့ player ကိုပစ်ပေးတာပို့ပြီးတော့ကောင်းတယ်ဘာလို့လဲဆို player အတွက်ကလည်းဆော့ရတာပို့ပြီးတော့ comfort ဖြစ်တယ်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ AE ရဲ့ Freya နဲ့ဒါမျိုး laning phase အတာကိုမှတာတဲ့ပဒေမှာအစောကြီးပဲရေလှိုင်းနဲ့ဆင်းလာပြီးတော့ fighter goal lane နဲ့အသိလိုက်ချတဲ့ gameplay ပေါ့နော်ဒီ gameplay ကိုသူကတခြားအသင်းတွေထပ်ပို့ပြီးတော့ aggressive ဆန်ဆော့တယ်အသိချနိုင်တယ်ဒီနေရာမှာကျွန်တော်အနေနဲ့ AE ကို appreciate လုပ်တာကဘာလဲဆိုတော့ TLPH က World Champion အသင်းပြီးတခြားအသင်းတွေပေါ့နော်ဒါမျိုး Freya goal lane နေနဲ့အသေးလိုက်ကြရဲဆိုလို့ရှိရင်သူတို့ထိန်းဆော့တတ်တယ်ဗျာ early game မှာဒါပေမဲ့ AE နဲ့ပွဲမှာ RV ရဲ့ Freya ကိုလုံးဝ early game မှာဘလို့မှ
ထိမရခဲ့ဘူးအိုဟက်ရဲ့ကလောက်ဆိုလို့ရှိရင်လည်း fan နေရတာလုံးဝ fan main space ကြီးတော်တော်လေးကိုမှတိုင်ပတ်နေတာအေးဘက်ကလည်းပြိုင်ဘက်ကအဲ့လိုမျိုးသူတို့ game play တဲ့ရောက်သွားတာနဲ့လုံးဝကိုပွဲတစ်ပွဲလုံးကိုပြန်ဦးမမော့နိုင်တော့အောင်ကိုတောက်လျှောက်ကို dominate လုပ်ပြီးဆော့တယ်အမှားအယွင်းမရှိအောင်အသက်နိုင်ဆုံးဆော့ပြီးတော့ aggressive play နဲ့အသေးဖြဲပြီးတော့ဆော့ရပေါ့နော်ကျွန်တော်မြင်မှုနှမပွဲတွေထဲမှာဒီ RF ရဲ့ Freya game play ကအကောင်းဆုံး game play ထဲမှာပါတယ်ပြီး aggressive play ဆိုင်ရလဲ RF ကအလန်းဆုံးပဲဒီပွဲကပို့ပွင့်လင်းလင်းပြောရင် TLPH အနေနဲ့ပြန်နိုင်ဖို့အတွက်အခွင့်အရေးတစ်လေးတစ်ခုရခဲ့တယ်အဲ့ဒါဘာမှလဲဆိုတော့ဒီပတ်တယ်ဗျာ RF လဲ ultimate တွေပြီးသွားပြီဆိုတော့ JP 2 man ဖမ်းသွားတာ implosion ကိုအလှကြီးပဲပုံမှန်အားဖြင့်ကအဲ့လိုမျိုး shutdown key လေးတွေဘာလေးတွေပြိုင်ဘက်ကနည်းနည်းပြန်မှားပြီဆိုတာနဲ့ TLPH ရဲ့ foul အမှန်ကသူတို့တတ်နိုင်တယ်လို့ဗျာပြန်ပြီးတော့ထိန်းဆော့လို့ရတယ်ပြန်ဖမ်းလို့လည်းရတယ်အဲ့ဒါကိုဗျာ TLPH ကဘယ်လိုပြောရမလဲအိုဟတ်ဆိုလဲဒီမှာတော်တော်လေးကိုမှကိုင်းနေပြီထားပါတော့ဒီကတော့ Hejumi ကိုပြန်ရတယ်ပုံမှန်ပြန်ဒီမှာဗျာကာတီးစီပြေးတယ်မလားပြေးရင် Fasa Feather Air Strike နဲ့ပြန်ထောက်ရင်ကာတီးစီကတေချာပေါက်လွတ်တယ်ဗျာလွတ်တဲ့ဟာကြီးကိုဒီမှာအဲ့အိုဟတ်နဲ့ဆန်းဖို့ကသွားပြီးတော့အိုဟတ်ကလည်းပွင့်နေပြီးတော့ဒီ position မှာမနေသင့်တော့ဘူးဗျာတိလားခြုံ position မှာဆန်းဖို့ကလည်းအဲ့ခြုံနဲ့အိုဟတ်ရှိရဲ့စီကိုပြေးခေါ်လာတယ်ယာဇူကီကိုအဲ့တော့သူတို့မသေးကိုပြန်ပြီးတော့မောက်သွားတယ်ပေါ့နော်အဓိကပြောချင်တာက TLPH အနေနဲ့ဒီပေါ့နော်ဒီတပွဲလုံးမှာ Alter Ego ရဲ့ game plan တွေကိုတောက်လျှောက်ကိုဝင်သွားတယ်လို့ပြောလို့ရသွားတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့အနေနဲ့ game 2သွားမယ် game 2မှာပုံပွင့်လင်းလင်းပြောရင် TLPH ဘက်ကဒီပေါ့နော် OHAC cloud ယူတယ်ဒီ Freya ကိုထပ်ပေးတယ်ဘာလို့ပေးလဲဆိုတော့ရှင်းရှင်းလေး OHAC က fighter မရလို့ဟမ်တာကြီးတို့အဲ့လိုအချိန်မှာဒီလိုကြည့်မယ်ဆိုလို့ရှိရင်လောင်းကြီး chip ဆိုတာ TLPH ဘက်ကဒါ MCV မှာတောင်းပေါ့နော်ဒီ meta patch မှာလူသုံးလဲအရန်နေတယ် TP နှစ်ကွက်နဲ့အရန်ဟော့ခဲ့တဲ့အချိန်တွေလည်းရှိရပေါ့နော်လောင်းကြီး diversion ရဲ့ chip ရဲ့ ပေါ်တယ်ရဲ့ဆိုတော့ teleport နှစ်ကွက်နဲ့တော်တော်လေးကိုမှ strong နဲ့ဖြစ်တယ်အဲ့ဒါအဓိကလည်းဒီ Freya goal lane ပြဿနာကိုသူတို့အနေနဲ့ဖြေရှင်းဖို့လည်းပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဆက်ပြီးတော့ in game ရောက်မှပဲပြောပြမယ်ဒီနေရာမှာ AE ရဲ့ hack coach Zifa နည်းနည်းလေးလိုအပ်ချက်ဖြစ်သွားတာဘာလဲဆိုတော့ Sanford ရဲ့ user ကိုသူ့အနေနဲ့ second phase မှာဘန်ခွင့်ရခဲ့တယ်ဒါပေမဲ့သူလုံးဝမဘန်ခဲ့ဘူးပေါ့လေဘာလို့မဘန်လဲဆိုတော့ဒီ essential ပစ်ထားလို့လာတော့ကျွန်တော်မပြောတတ်ဘူးဗျာဒါပေမဲ့သူဘန်လိုက်တာအဲ့ essential ကို comfort ဖြစ်ဖို့အတွက်သိရမလားဒီ hitter တွေခါလီတွေပြီးချောင်းကလည်းသူကိုယ်တိုင်ပြေးပစ်သွားတယ်ဆိုတော့အဲ့လိုအချိန်မှာဒီ essential ကို comfort ဖြစ်ဖို့အတွက်ဒီ JP ရဲ့ hero တွေကိုအဓိကပိတ်လိုက်တယ်ဒါပေမဲ့ပြဿနာဆန်းဖို့ယူဆောင်ရသွားတော့သူ့အနေနဲ့နည်းနည်းတိုင်ပတ်သွားရပေါ့နော်ကျွန်တော်အမြင်ရတော့လေ in game ရောက်တော့ TLPH ရဲ့ဒီ TP နှစ်ကွက်လောင်းရီ chip duo ကဘလောက်တောင်မှဒီ laning phase ကိုတာတဲ့ Freya တွေကိုထိန်းချုပ်နိုင်လဲဆိုရင်ကျွန်တော်ပြမယ်ဒီလိုနေရာမှာဆိုရင် Freya ကဒီမှာဒါပုံမှန်သူလုံနေကြဗျာ lane ကတ်မယ် lane ကတ်ပြီးတော့တာတဲ့ fight ကိုအမြန်သွားမယ်ပေါ့နော်ဒါသူ Freya player တွေလုံနေကြအတိုင်းပဲဒါပေမဲ့အဲ့အချိန်မှာ JP ကလာပြီးတော့ဒီ lane ကတ်တဲ့ကောင်ကို JP နဲ့ OHAC ပေါင်းပြီးတော့တွေးလျှော့တယ်ပြီးတော့အဲ့အချိန်မှာ RF က RT ပြီးတော့ဗာလုပ်လဲအဲ့ chip က map ကိုတေချာကြည့်မယ်ဆိုလို့ရှိရင်ဒီပေါ်တင်နဲ့ပေါ့နော်ဒီရောက်လာပြီးတော့ဟမ်ချစ်ကပြီးတော့ပေါ်တင်နဲ့ပြန်သွားပြီးတော့ Freya ကိုလာခွင့်မပေးဘူးပေါ့နော်ဒီပဒေကတော့ TLPH ရှုံးသွားတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကအဲ့ဒီသူတို့ရဲ့ဒီ chip နဲ့ဆော့သွားတဲ့ game plan လေးကတော်တော်ကောင်းနေဗျဒါအပြင် assassin jungler တွေလုံနေကြဒီ map ကိုကြည့်မယ်ဆိုရင်တာတယ်ပေးပြီးတော့ဒီ red bug ကိုပြန် trade တဲ့အကွက်တွေကိုလည်းလောင်းကြီးရတခါတည်းဒါ diversion နဲ့ counter ပြီးသားပဲဆိုတော့ဒီ TP နှစ်ကွက်တော်တော်လေးကိုမှအလုပ်ဖြစ်တယ်ဗျဒီမှာဆိုလို့ရှိရင်ဗျာကျွန်တော် chip ရဲ့ video တွေထဲမှာလည်းကျွန်တော်အမြဲတမ်းပြောရပေါ့နော် chip ရဲ့အားသာချက်ဘာလဲဆိုလို့ရှိရင်အဲ့ကောင်က lane 3 lane လုံးကိုတပြိုင်နက်တည်းပေါ့နော် backup ပေးထားလို့ရတယ်ဒီမှာဆိုရင် chip က out lane မှာ Freya နဲ့ cloud ကိုကြည်ပေးတယ်ကြည်ပေးတာအပြင်ကိုမှ cloud ကို backup ပေးတာအပြင်ကိုမှဒီနဂါးလေးကို AE ဘပြေးကန့်နေဆိုရင်တော့မှ तू ကအမြန် TP ပေါ်တင်နဲ့ရောက်လာပြီးတော့ကြွတ်တွင်းတွေကနေထွက်လာပြီးတော့တခါတည်းအဲ့ကန်နဲ့3កောင်လုံးပြန်တီးတဲ့ game play တွေကဒါ chip တွေပဲလုံလို့ရတဲ့ game play ပေါ့နော်ဒီ TLPH ဘက်ကထုတ်သွားတဲ့ဒီ draft ကလည်းတော်တော်လေးကိုမှကောင်းခဲ့တယ်ဆက်လက်ပြီးတော့နောက်တစ်ချက်က essential နဲ့ against ပြီးဆော့ဖို့အတွက်တစ်ဖက်ကိုနဂါးပေးလိုက်တာအားလုံးသိတယ်ဗျာဆန်ဖူရဲ့နဂါးကယာဇူကီမှမဟုတ်ဘူးဗျာတစ်ဖက်ကသူတို့ဖိလစ်ပင်းကင်းကောင်နဂါးတွေရောပါဟိုကအစသူကအသေးရှင်းလာတဲ့ player ပေါ့နော်အဲ့အတွက်ကြောင့်မလို့ essential ကိုယ်တိုင်ကလည်းနဂါးနဲ့ against ရဲ့အခါမှာသူ့အနေနဲ့ objective ယူရတာအရန်တိုင်ပတ်တယ် position ယူရတာအစတော်တော်လေးခက်ခဲတဲ့ hero ထဲမှာပါတယ်ပေါ့နော်တကယ်လို့ဒီနေရာမှာ Lancelot တို့တခြားတန့်ဂျန်ဂလာတွေနဲ့ဆိုရင်တော့မှနည်းတော်သေးရဗျာခံနိုင်ရှိအောင်မယ်ဒါပေမဲ့အခုကကျတော့နဂါးနဲ့ရီဆိုင်ရှင်းနဲ့ဆိုတော့သိရမလားယာဇူကီကလည်းတဖုတ်ဖုတ်တည်နေဆိုတော့ကျွန်တော်အမြင်တော့ဒီပွဲကနဂါးလေးတာပေါ့နော်ဘန်ခဲ့မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့လမ်းသွားလိမ့်မယ်ဒါပေမဲ့သူကတော့ JP Hero ပဲအဓိကဘန်ခဲ့တော့လေဟမ်ဒါကြီးတို့ဒီပွဲကတော့ပေးလိုက်ရတယ်ပေါ့လေ TLPH ဘက်ကို
တခုရှိတာက AE ဘက်ကဒီပွဲကိုရှုံးမှတာရှုံးသွားတာ response တော့ပြန်လုပ်တယ်ဗျအဲ့ဒါဘာလဲဆိုလို့ရှိရင်ကာတီးစီးရဲ့ဒီ JB ရဲ့စိုက်လိမ့်နှစ်ဖောက်အရန်ကြည့်ရဗျကာတီးစီးဆိုရင်အိုဟောက်ကြည့်တယ် JB ကအပေါ်ကဒီပေါ့နော်ငကားအောက်ကြည့်အဲ့လိုအခြေအနေမျိုးမှာချက်ချင်းပဲတူလား Alter Ego ရဲ့ခြောင်တို့ဘာလို့ movement ကိုကြည့်ချက်ချင်းပဲ mid ကိုပြေးထိုက်တာဒါမျိုးပေါ့နော်ဒီလိုမျိုး game play လေးတွေလည်း AEC ကနေပြီးတော့ပြန်တော့မြင်ခဲ့ရတယ်ပေါ့လေသူတို့အနေနဲ့အဲ့အကြောင်းလဲ mid tower အစောကြီးရသွားတယ်ပေါ့လေဒါမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်မနိုင်ခဲ့ဘူးပေါ့နော်အဓိကကတော့ဘယ်လိုပြောမလဲ cloud ကလည်းဒီပွဲမှာတော်တော်လေးကိုအဆင်ပြေသွားတယ်ငကားကလည်းတော်တော်လေးကိုစိုက်လင်းတစ်ဖက်အရန်ကြီးကို comfort ဖြစ်သွားလို့လည်းပါတယ်ပေါ့လေဆက်လက်ပြီးတော့ game 3မှာက AE ရဲ့ coach Ziva ကကျွန်တော်ရှေ့မှာပြောသလိုဗျာသူ့ရဲ့ aggressive team found တခုကိုစောက်ခွင့်ရဖို့အတွက် mid ကိုချိုးမှရမယ်ပေါ့နော်အဲ့ဒီ mid ကိုပြန်ပြီးတော့ဖြည့်ပေးနေတဲ့ကာတီးစီကတေးကြရဲသူ assassin ကစောက်ဖို့ chance ကအရန်နေတယ်အဲ့လိုချိန်မျိုးမှာ Fedrin ဘာစီကပဲလာမယ်ဆိုပြီးတော့သူကတွေးထားပြီးသားဗျာအဲ့တော့ဒီ Fedrin ဘာစီကို game 1 game 2မှာတုံးခဲ့တဲ့နှစ်ကောင်လုံးကိုတည်ပြီးတော့ပိတ်တယ်အဲ့ဒီလိုမျိုးတည်ပြီးတော့ပိတ်ထားတဲ့ဂျားတွေကကိုသူတခုခံလိုက်ရတာကဒီမှာကာတီးစီယူသွားတဲ့လီယိုမော့ဒီလီယိုမော့ကပွင့်လင်းပြောရင်ကာတီးစီဒီကျွန်တော်တို့ဒီ data statistic တွေကိုကျွန်တော်အကောင်လုံးပြန်ကြည့်မယ်ဆိုရင် M7 မှာ Swiss stage ကစလို့ knockout stage အဆုံးဒါသူ့အနေနဲ့တပွဲမှမဆော့တာဘူးဗျာဒီပွဲမှာစပြီးတော့ surprise အနေနဲ့ထွက်လာတာပေါ့နော်သူတို့ TLPH ရဲ့ backup plan လို့လည်းပြောလို့ရတယ်။ OHAC ကတော့ထုံးစံတိုင်းလေးပဲသူ့အနေနဲ့ goal line ကိုတော့မှသူပြောပါတယ် innocent ဆော့လို့မနေ့ကမှ screen မှာ train ပြီးတော့ light ဆော့တာလို့သူပြောတဲ့အတိုင်းပဲဒီ goal line ကို fighter တွေကတော့ဆော့လို့အဆင်မပြေဘူးအဲ့အတွက်သူ granger ပဲထွက်လာတယ်။ကျန်တဲ့အပိုင်းကတော့ကျွန်တော်အနေနဲ့ drafting မှာအများကြီးပြောစရာမရှိဘူး။ RV ကတော့သူ့ရဲ့ cloud ကိုပြန်ရထားတယ်ပေါ့နော်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော် in game ကိုပဲအဓိကဆက်ပြီးတော့တွားကြမယ်။ Let's go guys ။နှစ်သင်းလုံးမှာဒီ game 3ရောနောက်လာမဲ့ game 4ရောနှစ်ပွဲလုံးမှာသူညီတဲ့အချက်ကဘာလဲဆိုတော့ EXP ကိုမဆော့တာပဲဒီမှာတေချာကြည့်မယ်ဆိုရင် AE ဘက်ကလည်း EXP ကို Sanfo ကိုချိုးဖို့အတွက် Sherry ကန်နဲ့တစ်ဖက်က TLPH ဘက်ကလည်း Sanfo ကိုချိုးမယ်ဆိုတာတီးပြီးသားဗျအဲဒါကြောင့်မလို့ကာတီးစီရောဒီ Yazuki ရဲ့ rotation တွေအကုန်လုံးကဒီ EXP စီမှာပဲဒီမှာဆိုရင်ကာတီးစီရဲ့ Leo Mo ဆိုတခုခုဆိုတွေ့လား EXP ကိုပဲကန်တာဒါတော့မှနော်နီနိုကပြန်ပြီးတော့အောက်ပလေးသွားလို့ Brave ရဲ့အဓိကပြောချင်တာက Yazuki ကလည်း EXP ပဲဆိုတော့နှစ်သင်းလုံးရဲ့ main focus က EXP လိမ့်မယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာကဒီနေရာမှာတော်တော်များများမေးကြမယ်ပေါ့နော်ကာတီးစီကိုဘာလို့ assassin မပေးရလဲပေးလိုက်ကြည့်ရင်ရောမရဘူးလားဆိုရင်မေးကုန်အဲ့အချိန်မှာဒီမှာဒီ click ကတက်တည်ပဲပေါ့လေတကယ်လို့ဒါကာတီးစီကလီယိုမော့မို့လို့နော် brother ကိုစဉ်းစားကြည့်ယာဇူကီတို့ဟီဂျူမီတို့အဲလက်တို့ဒါမျိုး aggressive play နဲ့ဝင်လုံးပုံနဲ့ဆိုရင် brother assassin တာဆိုရင်လုံးဝခံနိုင်မှာမဟုတ်ဘူးဗျာလီယိုမော့ဖြစ်နေလို့ဒါဒီကောင်တွေကိုပြန်ပြီးတော့ချနိုင်တယ်လီယိုမော့နဲ့ပါပြန်ပြီးတော့ကြည်ပေးနိုင်တယ်ပေါ့နော်ဒီပါဆိုလို့ရှိရင်ဗျာ hitter တွေပါရောရောက်လာပြီးတော့ဆန်ဖိုပါပြန်ရောက်လာပြီးတော့ပြန်တီးနိုင်တာပေါ့လေအဓိကတော့ဒီ OHAC က fighter goal line မဆော့ဘူးဆိုရင်ကာတီးစီကလည်း assassin ဆော့ဖို့ဆိုတာမလွယ်ဘူးဗျာဒီလားဆက်လက်ပြီးတော့ကာတီးစီရဲ့ Leo Mo game play ကျွန်တော်ပြောချင်တာတော်တော်ကောင်းတာဗျာ तू ကအဲ့လိုမျိုးငကားပါတော့ तू တာတယ်တွေကိုတိတ်ပြီးတော့ဖတ်မလို့ဒီမှာဆိုလို့ရှိရင်တာတယ်စက္ကန့်4စက္ကန့်ပဲကျန်တော့ထွက်တော့မယ်ပေါ့နော်အဲ့လိုအချိန်မှာ OHAC ကိုပိတ်ခိုင်းတယ်ပိတ်ခိုင်းပြီးတော့ RV ကိုအပေါ်လိမ့်မှာပြေးပြီးတော့ Hiroki ယူတယ်โอเคဒါဆိုလို့ရှိရင်သူ့အနေနဲ့မြင်းပြီးသွားပြီမြင်းပြီးသွားတဲ့အချိန်โอเคမင်းတို့တာတယ်လုံးမယ်မလားတာတယ်လုံးတော့နီနိုကဒါမျိုးငကားဖောင်နေပါပြီးပြောင်းပေးရတယ်ပေါ့နော်ပြောင်းပေးရတဲ့အချိန်မှာသူ့အနေနဲ့လုံးဝဒီတာတယ်ကိုလာမနေတော့ဘူးဗျာလုံးဝဒီတာတယ်ကိုလုံးဝ skip သွားတယ် skip ပြီးသွားမှနီနိုငကားဖောင်နေပါမရှိတော့ဘူးโอเคဒီလိုငါတို့ပြန်ချလို့ရပြီဆိုတဲ့အချိန်မှာလီယိုမော့မြင်းပြန်ရတဲ့အချိန်မှာပြေးချရဗျာဒါမျိုးဗျာဒီလားမြင်းကခဏခဏရအဲ့မြင်းချတဲ့မြင်းရတဲ့တိုင်မင်တိုင်းမှာပြေးချတာအဲ့ဒီလိုမျိုးလမ်းလာပါတယ်ဆိုတော့လီယိုမော့ game play တွေကိုဖိလစ်ပင်းတွေရဲ့ထုံးစံအတိုင်းပဲကျွန်တော်သဘောကျသွားတာဗာလဲဆိုတော့အဲ့ကာတီးစီရဗျာလုံးဝရှေ့ပွဲတွေတော့ Swiss stage တွေ knockout stage တော့မှအရင်အရေးမကြီးတဲ့ပွဲတွေဆိုလုံးဝမသုံးတော့ဘူးဗျာဒီလားသူ့အနေနဲ့တောက်လျှောက်ခြံထားပြီးတော့မှဒါမျိုးအရေးရဲ့အကြောင်းရင်အေးကြီးနဲ့ပွဲလိုအပ်လာပြီဆိုမှထွက်ချလာတာဗျာဒါတွေကဖိလစ်ပိုင်တွေကိုကျွန်တော်တို့ချီးကျူးရမှာပဲဗျာဒီလား draft ကတခါကျရင်ခြံတင်းတဲ့အရာတွေဆိုရင်ဒီခြံရမယ်ပေါ့နော်အဲ့ဒါမှလည်းဒါမျိုးအရေးရဲ့အကြောင်းရင်ငါတို့ game တစ်ပွဲလိုလာပြီဆိုရင်ထုတ်သုံးလို့အဆင်ပြေမှာဒီ game 3ကတော့ကြံတာတော့အများကြီးမရှိဘူးပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးအေးဘက်ကအရန်နေ OHAC ကို share ကြည့်နေတဲ့အချိန်မှာကာတီးစီနဲ့ဆန်ဖိုပေါ့နော်ဒီ fighter နှစ်ကောင်ကအကုန်လုံးကိုရှင်းပေးသွားတယ်လို့မြင်တယ်ပေါ့လေကျန်တဲ့ဘိုင်းကတော့ပြောစရာမရှိပါဘူးအဓိကတော့ဘယ်လိုပြောရမလဲဒီဖိလစ်ပိုင်တွေရဲ့ show တိုင်း draft တွေထွက်လာရင်တော့ရှုံးတာကတော့ဒါတဘာဝပဲပေါ့နော်ဆက်လက်ပြီးတော့ game 4တွေ fight တွေကိုဆက်သွားကြမယ် game 4ရောက်တော့ကျွန်တော်အနေနဲ့ AE ရဲ့ head coach Ziva ကိုတော်တော်လေး respect ပေးသလိုချီးကျူးတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဗျဒီမှာဗျကာတီးစီရဲ့ Leo Mo သလား
မင်းကြမ်းလားကျန်းရင်ငါနောက်ပွဲမပြီးတော့ဘူးဆိုပြီးတော့အဲ့ Federer ဘာစီယာကိုဘန်းတယ် first page ယူပြီးတော့ပြေးယူပလိုက်တယ်လီယိုမော့အဲ့တော့ TLPH မှာကာတီးစီအနေနဲ့ဆော့ဖို့ draft ကကျွန်တော်ခုနပြောလို့ assassin ကလည်းသူတို့မဆော့ချင်ဘူးဗျာမဆော့ချင်တော့တော်တော်လေးကိုမှ hero ထုတ်တဲ့နေရာမှာကြက်သွားတယ်အိုဟက်ကတော့ထုံးစံတိုင်းပဲ fighter ဆော့ရင်တစ်ဖက်က RV နဲ့နေလားငါလားရှင် fight ရမှာ mechanic ကွာတာချင်းတူသူ့အနေနဲ့ cloud ပဲဆော့ရပါတော့ဒီနေရာမှာကျွန်တော်တို့ချီးကျူးရမှာကအေးရဲ့ coach Ziva ပဲသူပါလဲဆိုရင်သူတို့ဒီလိုမျိုးပေါ့နော်50-50 campaign ဖြစ်နေတဲ့ပွဲတစ်ပွဲမှာဒါမျိုးဒီ fighter 3កောင် draft ကိုရဲရဲကြီးကိုထုတ်ချရေးရတာကတော်တော်လေးကို credit ပေးရမယ်။ဘာလို့လဲဆိုတော့သူတို့အရင်ရက်က fighter 3កောင်နဲ့ရှင်းခံရတာဗျာ။တင်း separate နဲ့ပွဲတော့အဲ့ဒီနောက်ပိုင်းကိုတိတ်ပြီးတော့မတွေ့ရတော့ဘူးပေါ့နော်။ဒါပေမဲ့သူ့အနေနဲ့ငါတို့ okay ထွက်ရရင်တော့မှအာလီမှာလုံးဝအတာနဲ့သိရမလား။အာလီတာရင်တော့နိုင်မယ်ရှင်းရှင်းလေးပွဲရ။အာလီမှာ ဖေးသွားရင်တော့ဒီ fighter 3កောင်လစ်သွားမှာပဲဗျာ။အဲ့အတွက်ကြောင့်မလို့တစ်ဖက်ရဲ့ CC ကလောက်တိုင်မင်းနေမတိုင်ခင်မှာသူတို့ player တွေကလည်းလုံးဝ aggressive ဆော့ထားနိုင်တယ်ပေါ့နော်ဆိုတော့ in game ကိုပဲဆက်လက်ပြီးတော့ကြည့်ကြမယ် let's go guys in game ရောက်တော့ AE ဘက်ကထုံးစံတိုင်းပဲရှေ့ပွဲရလို့ပဲပေါ့နော်ဂိုးလိန်ကို Freya Cloud နဲ့ laning face ကိုအတာထုတ်မယ်ဒီမှာဆို Freya ကိုအမှတ်ကိုတေချာကြည့်ပါ lane တွေကိုဘယ်လိုပြောလဲနှစ် lane တွေပါကြော်ပြီးတော့ကတ်သွားတာဒါမိနစ်က10မိနစ်ကြော်ပဲရှိသေးတယ်နော်တာကြီးတို့အစောကြီးပဲနော် lane ကိုကတ်ပြီးတော့ပါ plane ဗျာဒီတစ်ဖက်က Yazuki တို့ဘာတို့က Sanford lane ကို share ဖိတာဆိုတော့ TLPH မှာအယုံဆုံး player Sanford ဆိုတာသူတို့နားလည်ပြီးသားဗျာအဲ့သူကမင်းတို့ဂိုးလင်းကို Freya နဲ့ match up ပေးတာထားတယ်ပြီးတော့ဒီ EHB ကို share ပြီးတယ်ဒီမှာဆိုယွန်စရာကြီးဗျာ RV ဆိုမင်း2မိနစ်နဲ့ဒီ expanding river map လည်းဖြစ်တဲ့အတွက်ကြောင့်မလို့2မိနစ်နဲ့အစောကြီးပဲဒါကြီးတို့ဒီ Sanford အသေးကြိတ်တာအေးမခံစားနိုင်ဘူးနီနိုကိုတိုင်ကလည်း Sanford ဒါမျိုးထွက်တာနဲ့ laning face ကိုဗျာ Sora CC ကိုတောင်းဆော့နိုင်တယ်ဒါဒီမှာဆိုလို့ရှိရင် map ကိုကြည့်မယ်ဆိုသူအောက်ပလေးလိုက်တာတော်တော်ကောင်းတယ်ဗျာနီနိုကအဓိကနေနေတာကအဲ့ဒီဂိုးလိန်းနဲ့ EHB မှာဗျာ laning face ကမတာတော့ဘယ်လိုပြောလဲနင်းငန်ဆွတ်ရိုက်တာဗျာဒီလား RV နဲ့ OHAT ဆိုပိုတော်ဆိုးသေးတယ်ဒီမှာတေချာကြည့်မယ်ဆို RV ကမြန်မာလူကြီးတွေကိုရှိတွေတိုက်ရိုက် OHAT ကဘာမှပြန်လုပ်လို့မရဒီကြားရဲ့ကာတီးစီကထုံးစံတိုင်းပဲသူ hero တွေကပိတ်ခံတာကတော့သူကင်ကျင်တဲ့ကောင်လဲကင်ခွင့်မရတော့အကိုင်းကိုအဖြည့်အနေနဲ့ပဲဒီတိုင်းတိုက်ရအနှိမ့်လေးပဲဖြစ်တယ်လို့လေးကင်လိုက်ရတော့ဒီပွဲကြီးကတော်တော်ကြီးကိုမှဖြတ်သွားရပါတော့အေးအနေနဲ့အိုဟတ်ကတော့အဆိုးဆုံးပါပဲထိန်းလည်းမဆော့နိုင်ဘူးပွဲတစ်ပွဲလုံးအဓိကကတော့ Alter Ego ရဲ့ဒီ early aggressive game play ကိုမထိန်းနိုင်ခဲ့ဘူးပေါ့လေ Sanford lane ဆိုရင်ဒါမျိုးသိရမလား3ခါလောက်တက်ပေးလိုက်ရင်တော့ဒီ EHB ကထောင်စရာအကြောင်းမရှိဘူးဇလန်ကပြတ်သွားပြီဆိုတော့ဒီ game 4နဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ game 5ကိုဆက်သွားပါမယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ game 5ထိတောင်မှရောက်လာခဲ့ပြီ game 5မှာ Alter Ego ဒီကျွန်တော်မြင်တွေ့လိုက်ရတာဘာလဲဆိုလို့ရှိရင်ဒီ M series M7 ကိုစော့နေတဲ့အသင်းအားလုံးထဲမှာသူတို့ရဲ့ coaching staff ကအလုတ်ဆုံးပဲအလုတ်ဆုံးနဲ့ဒီအသင်းသတင်းကကျန်းနေတယ် flow တစ်ခုအရင် strong နေတယ်ဆိုလို့ရှိရင်အဲ့ဒီ flow ကိုပြန်ဖြီဖို့အတွက်အဖြေရှာဖို့အမြန်ဆုံးအသင်းထဲမှာပါတယ်သူ့အနေနဲ့အခုလိုအခြေအနေမျိုးမှာကာတီးစီ Sanford ရဲ့တကယ် power hero တွေပေးထားရတယ်ဒါပေမဲ့ Ziva ဒီကောင်းကောင်းနားလေဗျာ TLPH ရဲ့အဓိကပြဿနာ OHAT fighter goal lane မဆော့ရတဲ့ပြဿနာအဲ့ဆော့လည်းမရဘူးဗျာဘာကြီးလုံးနေမှမသိဘူးသိရမလားအဲ့လိုပြဿနာရှိတဲ့အတွက်သူ့အနေနဲ့ဟာဒီ second phase ရဲ့ ban ထဲမှာ Harriet carry လိုကောင်မျိုးတွေတန်းပြီးတော့ ban ချတယ်ပြီးတော့သူထောက်ထားတာလည်း hitter ကြီးပဲဆိုတော့ meta patch အရာကြံတဲ့ Massman ဘာရှိလဲဆိုတော့ Granger Moscow ကလည်းဒီ meta မှာ cloud nation ရအားလီပိုင်းမှာတွေကိုလစ်နေရဗျာအဲ့ဒါပြီးတော့ Granger ပေါ့လေ Granger ကလည်းတစ်ဖက် hitter တွေ cloud တွေပါတာပြစ်ချဖို့ကသူ့အနေနဲ့တော်တော်လေးကိုမှခက်ခဲတယ်ပေါ့နော်ဒီလိုအခြေအနေမျိုးမှာ OHAT ပစ်လိုက်တင်တာကတော့ကျွန်တော် personal အမြင်ရတော့ CC ပေါ့နော် CC ကဒီ hater လိုကောင်မျိုးတွေလည်းဖြိုချလို့ရတယ်ပြီးရင် cloud ကိုလည်း vengeance နဲ့သိရမလား counter လို့နှင်းငင်ရမယ်ပြီးတော့ late game လည်း impact ရှိမယ်လို့ရှင် damage ကလည်းထွက်သေးတယ် fighter ပေမဲ့လည်းအဲ့လိုအချိန်မှာ OHAT အနေနဲ့ hero ပစ်ရတာတော်တော်လေးကိုမှခက်ခဲတယ်ဒါပေမဲ့ तू နောက်ဆုံးအနေနဲ့ရွေးချယ်သွားတဲ့ကောင်က Asma Raider AE ဘက်ကိုပေးရမှာဆိုလို့ဒီ Asma စဉ်းစားကြည့်နော် AE ဘက်ကဒါUranus Asma Hater လို့ဒီ trio အတွဲလိုက်ရသွားမယ်ဆိုရင် TLPH ကဆော့ရတာတော်တော်ခက်ခဲလိမ့်မယ် brother တို့အဲ့ဒါကျွန်တော်ပွင့်လင်းပြပြဘာလို့လဲဆိုရင်အဲ့ယူဆောင်ရင်ပြဿနာဗျာ Sanford ရဲ့ယူဆောင်နေရဲ့အားသာချက်ပါလေဘတ်တယ်ကိုတခါတည်းအပြတ်ဆိုင်မယ်အဲ့ objective ဆို objective အပြတ်ယူမယ်ဒါမျိုးအားသာတွေဒါပေမဲ့တခုရှိတာကအဲ့ဒီ Uranus တွေ Hater တွေ Asma တွေအဲ့ကောင်တွေကဘာကောင်းလဲဆိုရင်ဘတ်တယ်ကိုနှစ်ခါဆိုင်လို့ရရဗျာဒီယူဆောင်က found နေပါရင်နဲ့ဝင်လုံးမယ် okay ရတယ်မင်းလုံး
မင်းလုံးရင်ငါ့ကိုတွေးချော်ရင်ငါထွက်ပြေးမယ်ပြီးသူကလည်းသူ Uranus ကသူကလည်းသူတွေးတတ်တယ်ပြီးရင် Hater ကလည်းခြုံနေဝင်တွေးတတ်တယ်ဆိုတော့ Asma Radar ကလည်းတွေးတတ်အောင်ပါဆိုရင်ဒီ user ကဘတ်တယ်ကိုနှစ်ခါထပ်ဆိုင်လို့ရှိရင်ဒီ TLPH နဲ့ fuck up ဖြစ်သွားဖို့ရှိရပေါ့နော်အဲ့လိုအချိန်မှာ AE အနေနဲ့နောက်ဆုံး Asma Radar မရတော့ဆုံးဖြတ်လိုက်တာဒီ Uranus ကို jungle ပို့ပြီးတော့သူတို့ CC ထွက်လာပြီပေါ့နော်ဒီနေရာမှာတခုပြောတဲ့ရှိရ Uranus ကို EXP ပို့လို့ရလားဆိုရင်တော့ရတာတော့ရတယ်ဒါပေမဲ့ Leo Mod နဲ့ဆိုနည်းနည်း Ali game ဆိုတာတဲ့ဘယ်လိုပြောရမလဲ Cloud နဲ့ CC ရဲ့ Cloud နဲ့ sorry ဒီတခြား Cloud ရဲ့တိုင်ပင်ပေါ့နော်အထူးသဖြင့် Cloud နဲ့ဒီ Jungler တကောင်ထားပါတော့ Assassin ပဲဖြစ်ဖြစ်အဲ့ Assassin တကောင်ရဲ့တိုင်ပင်အထိကိုဆွဲခေါ်သွားဖို့ကတော်တော်ခက်ခဲလိမ့်မယ်အဲ့အတွက်ကြောင့်မလို့ AE အနေနဲ့ကသူတို့အနေနဲ့ဒီ CC ပဲယူပြီးတော့ Uranus ကို jungle ပို့လိုက်တာနောက်တစ်ခုကအဲ့ Uranus jungle ကဘာကောင်းလဲဆိုရင်နဂါးနဲ့ against ရဲ့အခါမှာအဆင်ပြေတယ်ဗျာမင်းနဂါးလာပုတ်မလားငါအနေနဲ့နောက်ကိုခဏပတ်လိုက်မယ်ပြီးရင်ပြန်လာချ objective fight ဒီမှာဒါမျိုးတွေ Uranus jungle ကလုပ်လို့ရတယ်ပေါ့နော် Leo Mod နဲ့လည်း impact ချင်းရှင်ပြီးတော့ချလို့ရတဲ့မှာပါတယ်တကယ်လမ်းတာဗျ in game ရောက်တော့အားလုံးသိတဲ့အတိုင်းပဲ AE ဘက်က Cloud CC စိုင်လိန်နှစ်ဖက်ကဖြစ်တဲ့အတွက်ဒီနှစ်ကောင် fan ဖို့အတွက်အချိန်တစ်ခုထိပေးရမယ်ဒီကြားတွေကိုဒီ TLPH ဘက်ကအဲ့ Sanford ရဲ့နဂါးဗျာဒီကောင်နဂါးတော်တော်ဆိုးဆိုးပဲ Uranus လည်းမင်းတာတင်မှာမခံနိုင်ဘူးက what the hell ပုံမှန်အပြင် Uranus ဆိုရင်အဆင်ပြေနေရမှာဗျာဒါပေမဲ့ဒီကောင်နဂါးစွတ်လို့တာတာတင်မှာလည်းမခံနိုင်ဘူးဆိုတော့ AE ဘက်ကတော်တော်လေးကိုမှနှိမ့်ခဲ့တယ် in game ရောက်တော့သူတို့ပစ်ထားတဲ့ထုံးစံတိုင်း site lane နှစ်ဘက်က CC Cloud က early impact နည်းတယ်ဆိုပေမဲ့ဒီ Uranus နဲ့ Hater ပေါ့နော်ဒီနှစ်ကောင်ကအနည်းနဲ့အများဗျာကျွန်တော်ပြောပြမယ် objective ကတော့ပေးရတယ်သို့တော်လည်းပဲဒီမှာဆိုလို့ရှိရင်နည်းနည်းပါးပါး Uranus Hater ရဲ့ impact နဲ့ပဲပြန်ချနိုင်တယ်ဘတ်တယ်ကိုတက်နိုင်တဲ့လောက်ဆွဲပြီးတော့ချတယ် Sanford လိုကောင်မျိုးတွေ Hero Key ကိုအနည်းငယ်ပြန်ရတယ်ပေါ့နော်နှိမ့်တယ်ဆိုပေမဲ့ TLPH ရှေ့အရင်ပွဲရလိုမျိုးစိုးစိုးရွားကြီးရှင်းခံမနေရဘူးဘာလို့လဲဆိုတော့အဓိကအဲ့ Uranus ဗျာဒီလားဒီနေရာမှာတခြား jungle လာဆိုလို့ရှိရင်သိကြရမင်း assassin သွားဆိုရင်ဒီပွဲကတခါတည်း TLPH ကနိုင်သွားမှာနောက်ဟို 5K တွေပါပြတ်သွားလိမ့်မယ်ဗျာဒီလားဒါပေမဲ့သူတို့ယူထားတာအဲ့ Uranus jungle လာဖြစ်တဲ့အတွက် Uranus က attention တောင်းမိတယ် Cloud ရဲ့ fan min တိုင်းကိုအတိုင်းတာတစ်ခုထိဆွဲပြီးတော့ခေါ်သွားတယ်ပေါ့နော်အဲ့ဒီလိုနဲ့တဖြည်းဖြည်းကျွန်တော် SRG နဲ့ပွဲမှာလည်းပြောရဗျာအဲ့ Uranus CC Hater တွေးတတ်တဲ့၃កောင်ပေါ့နော်ဒီကြားထဲမှာ Asma ပစ်လေအဆင်ပြေတယ်အဲ့လိုမျိုးတွေးတတ်တဲ့កောင်တွေကဘာဖြစ်လဲဆိုတော့ဒီနဂါးတွေဘာတွေကအဲ့လို Leo Mod တွေကဝင်နေတဲ့အခါကျရင်ဒီကောင်တွေကခဏကိုဘတ်တယ်ကတ်လိုက်လို့ရဗျာကတ်ပြီးတော့မှဘတ်တယ်ကိုနောက်တစ်ခါပြန်ဆိုင်တွေးပြန်ဟီ CC ဆိုလဲ skill 1ရှိတယ် Hater ခြုံနေဝင် Leo Mod ကတော့သူ့ဟာသူတွေးတတ်တယ်ဒါမျိုးပေါ့နော်အဲ့ဒီတွေးတတ်တဲ့កောင်တွေရဲ့ကောင်းအားသာချက်ရပါလေဆိုတော့ဘတ်တယ်ကိုခဏချလို့ရတယ်အဲ့ဒီနီးနဲ့ပဲ TLPH ဘက်ကအဲ့ဒီ site lane နှစ်ဘက်က Cloud နဲ့ CC အချိန်အထိကိုဆွဲခေါ်သွားနိုင်တယ်လို့ပြောရမယ်ပေါ့နော် RV ရဲ့ Cloud ဆိုလည်းပြောမှပြောတာပါ brother ပွင့်နေပြော OHEAD ရဲ့ Cloud ထက်အများကြီး performance ထွက်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဗျာကာတီးစီဘာလုပ်မှာဒီဂျာဇူကီကိုဘာလုပ်လို့မရဘူးဗျာတိလားကျွန်တော်ပြောတာဒီကောင်က Uranus ကိုဘလို့မှတက်လို့မရတာလို့တားကြီးတော့အဲ့အကြောင်းမင်း Ziva ကဒီ Uranus ကိုအပေါ် face မှာပြေးပြီးတော့ပစ်ပလိုက်တာအများကြီးစဉ်းစားမနေဘူး brother တို့ပြီးတော့ဒီ jungle ကြီးကိုဒဲပို့ချပလိုက်တာဆိုတော့တော်တော်ဆိုးတယ်ဗျာ AE ဘက်ကသူတို့ခိုးရှိရဲ့စာလောက်ချက်ကတော်တော်ကျန်းနေတာကြီးတို့ကဲဆိုတော့ကဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ TLPH ရဲ့ Golden Road လမ်းကြောင်းကတော့ဒီမှာနေမဲ့အဆုံးသတ်သွားပြီဆိုတော့တကယ်ဗျာတိလားအိမ်မက်ထဲမှာကိုထည့်မမှတ်ဘူးဒါကြီးတို့ဟမ် TLPH ရဲ့ Golden Road ကိုရက်တန့်မဲ့အသင်းက Alter Ego ပါဆိုပြီးတော့brother တို့ AE ကတော့လုံးဝ brother တို့ M series ကိုတစ်နှစ်ပဲသွားလို့နော်ဒါတော့မှတစ်နှစ်ပဲလာလို့မင်း9နှစ်လုံးများလာရရင်မင်းချန်ပီယံ9နှစ်လောက်တိမ်မလားမသိဘူးM series 9လုံးလောက် intro မှာယူထားမလားမသိဘူးဆိုတော့ဘာဖြစ်ဖြစ် AE အနေနဲ့တကယ်မှကောင်းတယ်အထူးသဖြင့်ကျွန်တော်ချီးကျူးအချင်းဆုံးကတော့အဲ့ Ziva ပေါ့နော်သူတို့ရဲ့ coach Ziva ကိုတော့ brother အနေနဲ့ appreciate လုပ်တင်တယ်ဒီ coach ရဲ့စာလုံးမှုပါဗျာအရင်မြင်းသားရဗျာဒီလားတော်တော်ကောင်းတာဆိုတော့ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ brother တို့အခုလိုမျိုး long form ဗီဒီယိုတွေကြိုက်နှစ်သက်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အခု page လေးနဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့လည်းပြောချင်ပါတယ်ဗျဆိုတော့အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ဆုံကြပါမယ် bye bye guys